ခင်တွေ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီတစ်ပတ်မှာတော့ PDF Insight page မှာဖော်ပြထားတဲ့စောင်းပါတစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးကြပါမယ်တော်လန်ရေးနဲ့စွန်စုစစ်ပရိရဲလို့အမည်ပေးထားတဲ့စောင်းပါပါမိုးကုတ်ရဲ့နောက်ဆုံးသတင်းက TNL စစ်တပ်ကိုလွှဲပြောင်းပေးရချိန်မှာစစ်တပ်ကိုပါတခါတည်းခေါ်လာပြီးမှလွှဲပြောင်းပေးမှာဖြစ်ပါတယ်အဲ့ဒီချိန်ကြောင့်တော်လန်ရေးအင်အားစုတွေကြားဘလို့တုံ့ပြန်လာမလဲဆိုတာအကျိတ်နဲ့ဆွေးနွေးနေရတယ်လို့သတင်းတွေမှာတွေ့ရပါတယ်မြေပြင်ခြေနေတွေကတော့မြေပြင်မှာလက်တွေ့တိုက်ပွဲဝင်နေသူတွေကပို့ပြီးတော့သိတာမှာဖြစ်ပါတယ်ဒီနေရာကနေအကြံပြုချက်တချို့ကိုပဲဖော်ပြလိုက်တာပါအကြံပြုချက်ဆိုပေမဲ့လည်းတည်ပြီးသားတွေပါပဲနေရာတနေရာကိုတိုက်ခိုက်သိမ်းပိုက်မယ်ဒါမှမဟုတ်ကာကွယ်ခုခံမယ်ဆိုရင်အဲ့ဒီနေရာရဲ့အရေးပါမှုအရာဆုံးဖြတ်ကြရတာပါပဲစီရေးအရာအချက်ချကြတာလားစီးပွားရေးအခွန်ကောက်တွေကလိုအပ်ထားတာလမ်းပန်းဆက်သွယ်ရေးအရာလားဆိုတာကစဉ်းစားစရာတွေဖြစ်လာပါတယ်ဒါမှသာဒီနေရာကိုယာချင်းဒါမှမဟုတ်ရင်ကာကွယ်ခြင်းကအကျိုးမြတ်ရှိမှာဖြစ်ပါတယ်နေရာတစ်ခုတည်းကြီးကုံလူပန်းဖြစ်ပြီးတော့အကျိုးမြတ်မရှိရင်တိုက်ရတာလည်းမတန်တော့ပါဘူးဥပမာဗမော်ကိုနှစ်ပေါက်အောင်တိုက်တာတို့ကြောက်ဖြူကိုလည်းလာပေါင်းတော်တော်များများတိုက်နေတာတွေကစဉ်းစားစရာတွေပါပဲတနိုင်ငံလုံးသာခြုံကြည့်မယ်ဆိုရင်နေပြည်တော်လောက်ဘယ်ဟာမှအရေးပါမနေပါဘူးဆိုလိုတာကလမ်းများအားလုံးနေပြည်တော်တို့လို့ကြွေးကြော်ခဲ့ကြတာအမှန်ပါအသေးစိတ်ဖြစ်စဉ်တွေမှာအဲ့ဒီကြွေးကြော်တဲ့ဘလောက်ကိုက်ညီနေလဲဘလောက်သွေဖယ်နေတယ်လဲစဉ်းစားချဖို့လိုပါတယ်တိုင်းသားတက်တွေမှာကိုယ်ပိုင်ရည်မှန်းချက်တွေရှိပါတယ်ဒါတွေကလက်ခံရမှာပါဒါပေမဲ့တစ်ခုလုံးလိုအပ်ချက်ကိုသိမြင်လာတယ်ဆိုရင်တော့တစ်ခုလုံးခြုံငုံတဲ့စစ်စင်ရေးမျိုးတွေလိုအပ်ပါလိမ့်မယ်ဒီဆောင်းပါးမှာစွန်စုရဲ့စီရေးနီးပရိရဲ့ကျမ်းတွေကထိုးစစ်နဲ့ခံစစ်အကြောင်းစစ်တိုက်ချင်းဟာကောက်ကျစ်ဆင်းလဲသောလျှို့ဝှက်ပရိရဲ့ဖြစ်တယ်ဆိုတဲ့အပိုက်နှစ်ခုကိုဖော်ပြလိုပါတယ်ထိုးစစ်နဲ့ခံစစ်အကြောင်းကိုဆက်လက်တင်ပြပေးကြပါမယ်စစ်ပွဲမှာမိမိဘက်နဲ့ရန်သူဘက်ဆိုပြီးတော့ခံစစ်နဲ့ထိုးစစ်ရှိပါတယ်ရေဘူးရအားဖြစ်ဆိုမဲ့ဆိုရင်ထိုးစစ်ကမိမိကစတင်လိုက်တဲ့စစ်ဆင်မှုပါစစ်ပွဲမှာနှစ်ဦးနှစ်ဖက်ထိုးစစ်နဲ့ခံစစ်စစ်ရေးကစစ်ပွဲအနိုင်ရှုံးကိုဆုံးဖြတ်ပါတယ်ထိုးစစ်နဲ့ခံစစ်အချင်းချင်းလဲအထောက်အကူပြုပါတယ်ကြန့်ခိုင်တဲ့ခံစစ်ဟာထိုးစစ်အတွက်အထောက်အကူပြုပါတယ်ထိုးစစ်ကတက်ကြွတဲ့ခံစစ်ဖြစ်တယ်လို့လည်းယူဆနိုင်ပါတယ်ခံစစ်အတွက်အခွင့်ကောင်းအချိန်ကောင်းတီထွင်ပေးနိုင်ပါတယ်ထိုးစစ်နဲ့ခံစစ်ဆက်ဆက်မှုကိုလေးနဲ့ကြည်ညက်စွာသိရှိပြီးတော့အဲ့ဒီရဲ့အတွင်းပိုင်းသဘောတရားကိုနားလည်မှစစ်တိုက်တဲ့နေရာမှာနှစ်ဖက်စလုံးကိုဂရုစိုက်နိုင်မှာဖြစ်ပါတယ်ထိုးစစ်နဲ့ခံစစ်ကိုပါနတ်စွာဆင်နွှဲရမယ်လို့စွန်စုကယူဆပါတယ်စစ်သားဥယေမလုံလောက်ရင်ခံစစ်ဆင်ရပါမယ်စစ်သားဥယေလောင်းကပိုရှန်ရင်ထိုးစစ်ဆင်ရပါတယ်ခံစစ်ဆင်တဲ့အခါမှာကိုယ့်ရဲ့တက်ကိုလုံခြုံစွာပုံအောင်နေရပါတယ်ထိုးစစ်တင်တဲ့အခါမှာတော့ရန်သူမခံမှန်းနိုင်အောင်ခြေမကင်ပြီးလက်မကင်ပြီးဖြစ်အောင်တိုက်ခိုက်ရပါတယ်အဲ့ဒီလိုလုပ်မယ်ဆိုရင်မိမိကိုယ်ကိုလုံခြုံအောင်ကာကွယ်ပြီးမှအပြတ်သက်အနိုင်ယူရတာပါဒါကြောင့်ဒီနေရာမှာထိုးစစ်ဖြစ်စီခံစစ်ဖြစ်စီရည်ရွယ်ချက်ကတစ်ခုပါပဲအဲ့ဒါဘာလဲဆိုတော့စစ်ပွဲမှာအနိုင်ရဖို့ပါစစ်တိုက်ချင်းဟာကောက်ကျစ်ဆင်းလဲတဲ့လျှို့ဝှက်သောပရိယေဖြစ်တယ်ဒါကြောင့်တိုက်နိုင်နေရင်တော့မတိုက်နိုင်တယ်လို့ဟန်ဆောင်ရပါတယ်စစ်ထိုးမယ်ဆိုရင်လည်းမထိုးတယ်လို့ဟန်ဆောင်ရပါတယ်အနီးကရှိနေရင်အဝေးကရှိနေတယ်လို့ဟန်ဆောင်ပြီးတော့အဝေးကရှိနေရင်လည်းအနီးမှာရှိတယ်လို့ဟန်ဆောင်ရတာပါရန်သူကလောဘကြီးရင်မလုံးပေးပြီးရန်သူကိုဖျားယောင်းသွေးဆောင်ရပါတယ်ရန်သူကယုံရင်ဆန်ကပ်ဖြစ်နေရင်ချက်ကောင်းကိုယူပြီးတော့တိုက်ခိုက်သိမ်းပိုက်ရတာပါရန်သူကအင်အားကြီးမားရင်အချိန်မရွေးတတိထားရပါတယ်ရန်သူအင်အားတောင့်တင်းရင်တော့
ရှောင်ရပါတယ်ရန်သူကလောကြီးရင်အဆက်မပြတ်နှောက်ရှက်ရပါတယ်ရန်သူကစင်စင်ကျင်ကျင်ရှိရင်တော့အထင်ကြီးစေရမယ်တဲ့ရန်သူကအေးအေးသက်သာရှိနေလို့ရှိရင်တော့အတတ်နိုင်ဆုံးပင်ပန်းစေရမယ်ရန်သူကစီးစီးလုံးလုံးရှိနေရင်သွေးကွဲအောင်ဂုံချောရတယ်ရန်သူကကြိုတင်ပြင်ဆင်မှုမရှိရင်တဲ့မခံမနိုင်တဲ့အခြေအနေတွေမှာစစ်ထိုးရပါတယ်ဒါတွေဟာစီးရေးပါရဂူတွေစစ်တိုက်ခြင်းရဲ့နည်းနည်းတိမ်မွေးတဲ့နီလန်းတွေပဲဖြစ်ပါတယ်ဘယ်အရာကိုမှကြိုတင်ပုံသေးတတ်မှတ်ထားလို့မရပါဘူးနောက်ဆုံးစာကြောင်းကအင်မတန်ရေးပါပါတယ်ပုံသေးတတ်မှတ်ထားလို့မရတဲ့ဘယ်အရာကိုမဆိုလက်တွေ့ကြုံတဲ့အခါမှာခေတ်ကာလအခြေအနေအားပြိုင်မှုတွေအရာပဲဆုံးဖြတ်ရတာပါတော်လှန်ရေးရဲဘော်တွေဟာစီရေးတက်တာမဟုတ်ပါဘူးနိုင်ငံရေးခံယူချက်ရှိတဲ့အတွက်နိုင်ငံရေးဘက်ကပါစဉ်းစားနိုင်တဲ့သူတွေဖြစ်ပါတယ်တော်လှန်ရေးလုပ်တဲ့သူတွေဟာနိုင်ငံရေးဘက်ကလာတာဖြစ်တာနဲ့အညီနိုင်ငံရေးနယ်ပယ်စဉ်းစားပုံနားလည်မှုလိုအပ်ရင်နိုင်ငံရေးနယ်ပယ်ကိုပြန်ပြီးတော့ကူးပြောင်းနိုင်သူတွေလည်းဖြစ်ပါတယ်စစ်ခွေးတွေနဲ့မတူတာကအဲ့ဒီအချက်ပါပဲဒါကိုဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကနမူနာပြခဲ့ပြီးပါပြီဒါကြောင့်စီရေးမှာပိုအားထည့်နိုင်တဲ့သူပိုထူးချွန်နိုင်တဲ့သူရှိပေမဲ့လို့ရေဘူးရအားဖြင့်ပြောမယ်ဆိုရင်အားလုံးအတွက်စီရေးနီးပရိရဲ့နားလည်ဖို့ကခက်နေတာမဟုတ်ပါဘူးလူလူထောက်ခံဖို့ရရှိအောင်ဆောင်ရွက်ထားတဲ့တပြိုင်နက်စီရေးအောင်မြင်မှုတွေပါရယူဖို့ဆိုတာတော်လှန်ရေးသမားတွေကတတ်နိုင်တဲ့ကိစ္စဖြစ်ပါတယ် PDF Insight Page ရဲ့ဆောင်းပါးကိုဖတ်ကြားတင်ဆက်ပေးခဲ့တာပါမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီရေးစတဲ့အခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်အစီအစဉ်ကိုစားဆုံးကြည့်ရှုနားထောင်ပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်သခင်တွေရဲ့ပရိသတ်ကြီးအားလုံးဘေးကင်းကြပါစေစီးပွားလှလှပါတွေတိုးတက်ကြပါစေလို့သခင်တွေကဆုတောင်းပေးလိုက်ပါတယ်